Yes, wow, perfect, love. မန်လေးသူမန်လေးသားတို့တွေမြို့ထဲမှာ shopping ထွက်ရင်မာလာကင် share ဆွဲလို့ရမယ်ဆိုင်လေးရှိတယ်လို့ပြောနေကြလို့ဒီနေ့အိတ်ဆိုင်လေးကိုသွားဖြစ်ခဲ့တယ်။အဲ့ဒါကတော့မန်လေး The Capital Mall ရဲ့ level 3 3လမှာဖွင့်ထားတဲ့ကင်းကောင်ဆိုင်ခွဲလေးရောက်နေတာဖြစ်ပါတယ်ရှင်။အရင်ကတော့ရန်ကုန်မှာရှိရပါတော့မန်လေးမှာဖွင့်ထားတာတော့မကြသေးပါဘူး။အဲ့တော့ကပကင်လဲစိတ်ပူစရာမလိုအေးခံပြီးတငယ်ချင်းတွေနဲ့ chill ပို့နေရလေးဆိုရင်တော့ကွက်တီလေးပါပါရှင်။ဆိုင်လေးကိုဝင်လိုက်တာနဲ့ဒီလိုမျိုးအသားတွေအသီးရွက်တွေအကင်တွေကိုစိတ်ကြိုက်တစ်ချောင်းချင်းစီအဝရွေးလို့ရတဲ့ကောက်တာလေးရှိတယ်ပေါ့နော်။ပြီးတော့သူကဒီအကင်လေးတွေရှိမှာဆိုလဲဈေးနှုန်းလေးတွေရေးပေးထားတာဆိုတော့ကိုယ့်ရဲ့ budget စိုက်မကိုက်ကိုလည်းတွက်ကြည့်လို့ရပါတယ်ရှင်နောက်ပြီးတော့သူကတစ်ချောင်းဆိုလဲတစ်ချောင်းစီးရေးပေးထားပြီးတော့တချို့ခါတွေဆိုတရေပင်လေးနဲ့စီးထားတယ်ပေါ့နော်အဲ့ဒါခါကြလို့ရှင်တရေပင်စီးထားတဲ့တစည်းကိုဘလောက်ဆိုပြီးတော့သူကဒီဈေးနှုန်းလေးရေးပေးထားတာဆိုတော့ခစ်တို့အတွက် budget လေးတွေချိန်လို့ရပါတယ်ရှင်အခုကတော့အကင်နေစိတ်ကြိုက်ရွေးပြီးပြီ။သူကဒီလိုမာလာအကင်လေးတွေပြင်တခြားသောရွေးချယ်စရာ menu ဆက်လေးတွေလည်းရှိပါသေးတယ်ရှင်။ကင်းကောင်ရဲ့နာမည်ကြီးနေတဲ့ rice box လေးလည်းမှာခဲ့ပါသေးတယ်။ပြီးတော့အဲ့နေကအောက်ခေရဲ့ချစ်ဆုံးတငယ်ချင်းလေးကသူ့ရဲ့မွေးနေ့တက်ဝယ်ကျွေးတာဆိုတော့ကိုလည်းအများကြီးစားခဲ့ရတော့9000ကျော်လောက်တော့ရှင်းခဲ့ရတယ်။ဒါမဲ့လည်းမစိုးပါဘူး။ကိုရီးယားလည်းအများကြီးရွေးတာဆိုတော့လေ။မှာပြီးတော့ချက်ချင်းမရသေးလို့ဒါလေးယူထားပြီးစောင့်နေရသေးတယ်။သူကမိနစ်30ကျော်လောက်တော့စောင့်လိုက်ရတယ်ကွယ်။အဲ့လို30ကျော်လောက်စောင့်လိုက်ရပြီးအခါကျတော့ okay စိတ်ကြိုက်ရွေးထားတဲ့မာလာအကင်လေးတွေကတော့ရင်ဆုံးရောက်လာပါတယ်ရှင်။မနိုင်ပြောရရင်ကင်းကောင် TikTok မှာတွေ့နေရတဲ့ packaging ဒီလိုဘူးပုံစံမျိုးနဲ့ထည့်ပေးမယ်လို့ထင်ထားတာတကယ်တမ်းကျဘူးအဖြူဆိုင်အသေးလေးနဲ့ပဲလာချပေးတော့အနည်းငယ် surprise ဖြစ်ပြီးဘာလို့လဲဆိုတော့ခက်က vlog ရိုက်မယ်ဆိုပြီးတော့အားခဲထားရနေဒီလိုမျိုးလေးတွေဘူးဖြူလေးနဲ့ပဲထည့်ထားတာဆိုတော့ကိုမျောလေးထားနေကြတခြားစီဖြစ်သွားတာပေါ့နော်နောက်ပြီးတော့အကင်းတွေကိုကိုကအဆက်မစားနိုင်တော့အရန်ကြီးဆက်မယ်ထင်လို့မာလာရတာ level 2လောက်မှာခဲ့တာပေါ့နော်တကယ်တမ်းမာလာအနှစ်ရတာရောအဆက်ရတာရောအဲ့လောက်မရခဲ့ပါဘူးဒါလေးကတော့ rice box ကိုစက်သားနဲ့မှာထားတာလေးပါဒါလေးကတော့ line ပေါ်မှာအတိုင်း plating design လေးပုံစံလေးတိုင်းပဲပေါ့နော်ဒါပေမဲ့ expectation level အရင်မြင့်ထားလို့လားမသိဘူးကြည့်ရတာဒါအမြင်လာပြီးစားခြင်းစရာကောင်းတာတကယ်တမ်းအရသာအဲ့လောက်မဟုတ်ဘူးစက်သားပြားကြော်ဆိုလို့ရှင်လည်းကျွတ်ကျွတ်ကလေးမဟုတ်ဘဲနဲ့ပေါ့နော် ECC ဖြစ်နေတာအရင်ကျွတ်ကျွတ်ရမဟုတ်တော့တိတ်ပြီးစားလို့မကောင်းပြီးတော့ဇွန်းကလည်းဒီလိုဇွန်းဆိုတော့အားမလို့အားမရပါပဲ plastic ဆိုတော့လေထမင်းကော်စားရတာလည်းအဆင်မပြေဘူးစိုင်းပြင်းစင်အမြင်သဘောရတာစားခြင်းစရာတည်ကြစရာမျိုးရှိပေမဲ့လည်းတကယ်တမ်းကျတော့ကိုမျောလင့်ထားတဲ့လောက်တော့တိတ်ရတာမတွေ့ခဲ့ပါဘူးရှင်ဒါကတော့ okay ကိုရင်သွားစားကြည့်ပြီးတော့မှ okay ရဲ့ experience လေးကို share လုပ်ပြီး honest review လေးပေးတာဖြစ်ပါတယ်ရှင်နောက်တစ်ခေါက်တော့သွားစားဖြစ်မလားမေးရင်တော့ yes ပါဒါပေမဲ့ဘိုက်စာတိုင်းတော့မဟုတ်ဘူးဘာလို့ဆိုတော့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့အရသာပြီးတော့ကိုမျောလင့်ထားတဲ့အရသာနဲ့ကိုတကယ်စားကြည့်တဲ့အရသာကြတော့အရန်ကွာခြားနေလို့ခံစားရတယ်ပေါ့နော်သူတို့တက်မှာကြီးညာထားသလိုမျိုးလဲအရန်ကြီးအဆင်ပြေပြီးကောင်းနေရမျိုးတော့မဟုတ်ပါဘူးရှင်ဒါဆိုရင်တော့ vlog လေးဒီမှာပဲဆုံးသက်လိုက်ပါတော့မယ် so see you in the next video guys bye bye